မင်္ဂလာပါဒီနေ့မှာတော့ Sakura School ထဲတာပေါ့နော်ချဲလန်းခေါ်စရာတခုရှိပါတယ်အဲ့ဒီပေါ့နော်ချဲလန်းခေါ်တဲ့ဥစ္စာလေးကိုဘယ်သူလုံနိုင်မလဲပေါ့နော်အဲ့ဒါလေးသိကျင်ပါတယ်နောက်ပြီးတော့အဲ့ဒါလည်းတကယ်အရန်ခတ်တယ်ပေါ့နော်အဲ့ဒီဥစ္စာလေးလုပ်ရတာပါ Okay challenge ခေါ်ခြင်းနဲ့ပေါ့နော်အဲ့ဥစ္စာလေးကိုခဏလေးပေါ့နော်အင်ကြီးလေးလိုက်ပါအောင်မယ်ရေစောအင်ကြီးလေးကိုဒီပန်းရောင် Okay ဒီပန်းရောင်လေးရဲ့အပန်းရောင်လေးရဲ့အပြာရောင်အရင်လေးနဲ့ဆိုရင်လှရနော် Okay အဲ့ဒါလေးပဲလုပ်လိုက်ပါတော့မယ်မျက်လုံး ice color လေးကအပြောင်းလေးပြောင်းလိုက်မယ်ပေါ့နော်ဆိုတော့ဂိမ်းလေးစပါပြီကဲဂိမ်းစခြင်းမှာပေါ့နော်ဒီလိုလေးပေါ်လာတယ်နောက်ပြီးတော့ challenge ခေါ်စရာလုံးဝပေါ့နော်ယူရိုနိုင်မှာမဟုတ်ဘူးလို့ထင်တယ်ပေါ့နော် challenge ခေါ်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလေးလဲဆိုတော့အရင်ဆုံး Sakura School ရဲ့မပေါ့နော်ပြပါမယ် Sakura School ရဲ့ဒီက menu တွေကိုဝင်ပေးပါနော်sorry menu တွေမဟုတ်ဘူးပေါ့နော်မှားပါတာ menu တွေမဟုတ်ဘူးဒီကစုဖလားပုံစံလေးပေါ့နော်နာမည်ကိုဝင်ပေးပါဝင်ဝိုင်းဆိုရင်ဒီနာပေါ့နော်ဒီဥစ္စာလေး Okay စစဟွာဖြစ်လို့ပေါ့နော်ဒီဥစ္စာလေးကိုနှိပ်ပေးပါစုညံနေသိခံပေးပါနော်အဲ့ဥစ္စာလေးကိုနှိပ်ပေးပါ yes လို့နှိပ်မယ်နောက်ဝိုင်းဒီနာပေါ့နော် stat ဆိုတဲ့ဥစ္စာလေးနှိပ်ပေးပါမယ်အဲ့လိုနှိပ်ပြီးသွားပြီဆိုရင်ဒီပေါ့နော်အမတို့ဘာပေါ့နော်စက်ရုပ်အကြီးပဲပေါ့နော်အဲ့ဒီ robot စက်ရုပ်ကြီးကိုဘယ်လိုသွားလို့မလဲဆိုတော့ကျမကrobot စက်ရုပ်ကြီးကို robot ပုံစံပြောင်းပြီးတော့သွားတိုက်ခိုက်ပါမယ်ရှင်လုံးဝအရန်ခတ်တယ်နော်ဒီဥစ္စာဒါပေမဲ့ challenge ခေါ်ထားတယ်နော်အဲ့ challenge ခေါ်ထားတာအောင်မြင်နေဆိုရင်လုံးဝအရင်ချီးကျူးမှာပဲလားအဲ့ဒါလေးတော်ကိုခတ်တဲ့ဥစ္စာတစ်ပုတ်ကို challenge ခေါ်ထားပါတယ်အဲ့လောက်ကြော်လည်းမခတ်ပါဘူးဒါပေမဲ့အဲ့ robot အနားကိုကန့်ရင်တော့ဘာလို့မဖြစ်တယ်ပေါ့နော်ဒီ robot ရုပ်ရဲ့ကွာအနားကိုကန့်ရင်အောက်ပြုတ်ကြပါတယ်ထိတော့ဒဏ်ရာရရပေါ့နော်ဆိုတော့robot ရုပ်ကိုအနားမကတ်ပဲနဲ့ဒီ pro မှာရှိတယ်ပေါ့နော်ဒီရနဲ့ပေါ့နော်အဲ့လိုပြလိုက်ပါအဲ့တော့လုံးဝပြနိုင်တဲ့ robot ကိုအများကြီးပဲပေါ့နော်ဒီပြတာပါအဲ့ချိန်မှာကျမတို့ကဲဟောအမြန်သွားကဲဟောအမြန်သွားပြီးတော့ပေါ့နော်ကဲဟောအမြန်သွားပြီးတော့ဘူးမဝိစားလေးဝေးရမယ်ပေါ့နော် no လာနေပြီOkay I so scared ကဲသူကြီးလည်းရောက်နေပြီအဲ့ဒါပေါ့နော်လုံးဝပေါ့နော် robot အများကြီးပဲသူကဖွင့်လိုက်တာဆိုတော့လုံးဝခက်မယ်လို့ထင်ပါတယ်ဒါပေမဲ့လည်းအဲ့လောက်ကြီးရောလည်းမခက်တော့ပါဘူးအဲ့ဒါကိုပေါ့နော် challenge ခေါ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြတဲ့အနေနဲ့အားလုံးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခိုင်းလို့ပဲ like subscribe လေးပြုလုပ်ပေးဖို့မြတ်တာ